မတန္တယရဏဂေဟိဒေဝတံဂေတုရေတကံအနန္တနေယပတ္တနံဗုဒ္ဓံဝန္ဒာမအာတရံယရဏဂေသတုဒ္ဓတတ္တာဒါနတွင်ခေါ်ရွှေကြောင်းတော်၌သမတန္တံအဘိဓမ္မာခုနှစ်ကျမ်းလွန်တင်ဆန်းသည့်ရွှေကြောင်းတော်မြတ်ကိုသာဝေညုတာဗုဒ္ဓတဖြင့်ခုနှစ်ရက်ပတ်လုံးမပြတ်သုံးသတ်တော်မူပါပေတတ်သောဒေဝတံဂေမေရောမိနာတာအမှုတာ၍ခါစားရောက်လာတောင်းစကဝါမနတ်မြမာပေါင်းသူတော်ကောင်းတို့ကိုအနန္တနေယပဋ္ဌာနံအဘိဓမ္မာခုနှစ်ကျမ်းအဝင်ပါမဟာပကရဏတွင်ခေါ်အနန္တနေယပဋ္ဌာန်းကျမ်းတော်ကြီးကိုသူရေတကံနတ်တို့နေယဝတ္တိတမဗန္ဓုကပလာမြတ်ကြောက်ပြ၌ဝါတွင်သုံးလခါသမယဝေမြွာထုတ်ဘောဟောကြားတော်မူပါပေတတ်သောဗုဒ္ဓံသဗ္ဗညုတကုံကိုလုံးချုံသည့်လုံးစုံတတ္တဝနတ်မြမာပေါင်းတို့ထက်တူပဲပြိုင်ကင်းတရားမင်းဖြစ်တော်မူသောမြတ်စွာဘုရားကိုမယံတရားဟောတရားနာဖြစ်ကြကုန်သောတပည့်တော်တို့သည်အာတရံကာယဝစီမနတိသုံးရတို့ဖြင့်မပြအစဉ်လွန်ကြည်လင်ရိုသေစွာဝန္နာမသာသနာတော်အရှိခန့်၍တည်တံ့စေရန်မြတ်တိတ်တံဖြင့်အဖန်ဖန်ကြည်နူး၍ရှိခိုးပူမျောလိုက်ကြပါကုန်၏အရှင်ဘုရား